ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါပါเนาะဒီဗီဒီယိုဖိုင်ကတော့ဒီကျန်းဖို့ပါတီကဥက္ကဋ္ဌဦးခင်ကြီးပေါ့နော်ဦးခင်ကြီးကနေပြီးတော့ဒီ NLD လက်ထက်တော့မဲခိုးလို့ဒီလိုမျိုးပြဿနာတွေတက်ခဲ့တာဘာဖြစ်ညာဖြစ်တယ်ပြောပြီးတော့မဲဆွယ်နေရပါတော့သူကိုသူဒါတော့မှသူကပြောတယ်သူမဲမဆွယ်ဘူးပေါ့နော်ဒီလိုမျိုးသူတို့အခုပြောနေတဲ့နေရာကိုရောက်ဖို့ဆိုလို့ရှိရင်သူတို့တက်ရင်တယောက်ခေါ်မှာဒီတိုင်းတော့သူတို့ထားမှာမဟုတ်အဲ့လိုမျိုးပြောပြီးတော့သူတို့မဲဆွဲနေတာကိုမဲမဆွဲဘူးလို့ပြောတာဟိုကယောက်ျားဖာတယ်ပေါ့နော်အသက်ကြီးပြီးချိန်မစီဘူးသူတို့တွေခိုးခဲ့တာနိုင်ငံရဲ့တန်စာတအားလုံးခိုးခဲ့တာနှစ်ပေါင်းများစွာတည်းခိုးလာတာနော်သူတို့တွေနော်ဒါတော့သူတို့ခေါင်းကြီးပေါ့နော်သူတို့လုံနေကြည်ပြောတဲ့စကားကိုနားထောင်ကြည့်နော်မူမမှန်တဲ့အစိုးရလို့ကြောင်ပြောမယ်ဗျာဟုတ်လားမူမမှန်တဲ့အစိုးရတယောက်ကတွန်းလှန်လိုက်ဒီလိုဖြစ်အောင်နော်ကျွန်တော်ဗုဒ္ဓဘာသာဒီထေရဝါဒထုံးရတဲ့ဒီနိုင်ငံကြီးဟာအေးချမ်းဖြစ်နေကြတဲ့ကာလကနေပြီးတော့အဲ့ဒီအဖွဲ့အစည်းတစ်ခုကပြကောက်ပွဲမှာမဲတွေခိုးတာပေါ့ဗျာနော်မဲတွေခိုးလာအများကြီးခိုးတာနော်အဲ့တော့ဒီမှာတာဝန်ရှိတဲ့အဖွဲ့အစည်းတွေတက်မတော်နောက်ပြီးတော့ကျွန်တော်တို့နိုင်ငံရေးပါတီတွေပေါ့သူတို့ဝိုင်းပြောတယ်မလုပ်ပါနဲ့26ကြိမ်ညှိတယ်ဒါပြင်မှာဆိုပြင်မပေးဘဲနဲ့အတင်းလွတ်တော်ခေါ်မယ်ဖြစ်တော့လွတ်တော်ခေါ်ရင်ဒီဆိုကတတန်ဆက်သွားပြီအဲ့ဒါကြောင့်တက်ကနေပြီးတော့သူ့မှာတာဝန်ရှိတယ်ကျွန်တော်တို့ရဲ့ဖွဲ့စည်းမှုအခြေခံဥပဒေကတက်ကဝင်ပြီးတော့ထိန်းပေးလိုက်အဲ့တော့မကျင်တတ်တဲ့လူတွေကဟိုဖက်ပြေးကြတောခိုးကြပါကြနဲ့အခုလိုမတိမငြိမ်ဖြစ်တဲ့ကာလကိုကြောက်တယ်ဒီတိုင်းဆက်သွားရင်ကောင်းလားကောင်းမလားကောင်းမစားရတာကောင်းလားကဲကောင်းမမေ့ရတာကောင်းမလားလုတ်ကနေရှားပါတာကောင်းသလားဟုတ်လားသားတကွဲမရတကွဲဒီကောင်မောင်တွေကတယောက်တကွဲနေကြတာကောင်းသလားခင်ဗျားတို့ကတော့ဒီမှာကွဲတင်မှာကွဲမှာတကယ်နေရာတွေမှာကလေးတွေကြောင်းမတက်ရဘူးလေဟုတ်တယ်မလားကြောင်းနေပိတ်ထားတယ်အခုကြောင်းမဲတို့တီဘောတို့တမတော်ကပြန်သိမ်းတယ်မိရှုသွားတယ်တို့ကျွန်တော်ကြောင်းနေမရှိတော့ကျွန်တော်ရုံးနေမရှိတော့ဘူးရုံးနေကျွန်တော်ပြန်ဆောင်အောင်ကလေးတွေစာမတင်ရဘူးဟိုတော့ကကျွန်တော်တို့စာမတင်တာတက်ပဲပြင်းလို့မတင်တာနော်လေထဲမှာဝါသနာပါလို့မတင်တာတိုးတော်လည်းအဖေကအမျော်မြင်ရှိပြီးတော့ကြောင်းထားပြီးလို့ကျွန်တော်တို့စာတင်ခွင့်ရခဲ့အခုကဒီလိုမဟုတ်ဘူးကလေးတွေစာတင်ခြင်းနဲ့တင်ခွင့်မြောင်ဖြစ်စီခဲ့ဒီလိုအကြမ်းဖက်အန္တရာယ်ဆိုတာနိုင်ငံတိုင်းမှာရှိတယ်လားဗျာရှိနေဘူးနော်ဟုတ်တယ်မလားအဲ့တော့ရှင်းဘွားကြီးကအေးချမ်းချမ်းဖြစ်ဖို့အဲ့လိုအေးချမ်းချမ်းဖြစ်ဖို့ဆိုတာကဘာနေဖန်တီးနိုင်လဲရွေးကောက်ပွဲရဖန်တီးနိုင်တယ်ဟုတ်ပလားရွေးကောက်ပွဲရဖန်တီးအခုတမတော်ဆွေရကဒီအခြေအနေရကြောင်ထိန်းလိုက်ရတယ်သို့တော်လည်းသူကဒီလိုအေးစစ်စစ်ဖြစ်တဲ့အခြေအနေကိုပြန်လဲဖန်တီးပေးတယ်နော်တောင်းတော့တမတော်ကြီးကလေးဒီဘက်ကယူစီတို့ဘာတို့ကရွေးကောက်ပွဲဆိုရင်ချပေးရွေးကောက်ပွဲဖြစ်တယ်ဆိုတဲ့ကြိုင်နဲ့အခုနတောင်းညံသူတို့တပုံတို့ဘာတို့ညာလို့ဆိုတာကဘေးရောက်သွားပြီဘုံတို့ခင်ဗျားတို့ကိုတတ်ချင်တိုင်းတတ်လို့မရဘူးခင်ဗျားတို့လာတတ်လို့ရှိရင်သူဒီတာမန်အကြမ်းဖက်မဟုတ်တော့ဘူးနိုင်ငံတကာအကြမ်းဖက်ဖြစ်သွားဘဲမှာသွားမြဘဲမှာလာမြကြိုက်တဲ့နိုင်ငံဘောင်းဆိုရင်သူ့ကိုဖောင်းလို့စီးလို့ရတယ်ဒါခင်ဗျားတို့နားတယ်ကျွန်တော်အထူးချုပ်ပြောတာနော်အဲ့လိုဖြစ်သွားပြီဟုတ်လားခင်ဗျားတို့အလုတ်ကန်ခွန်းသားနဲ့ပွင့်လာဖို့ဘာတွေဖြစ်လာဖို့ညာတွေအကောင်းတွေဖြစ်လာဖို့ဆိုတာရွေးကောက်ပွဲရကြီးကြီးပဲကျွန်တော်ပြောတာမဲဆွယ်စကားမဟုတ်ဘူးနော်ဘယ်ပါတီမဲပေးပါပြောတာမဟုတ်